အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့TikTok password ချိန်ကြီးလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့် TikTok account ဖွင့်ပြီးတော့ TikTok password ကိုမေ့သွားပြီးတော့တခြားဖုန်းအသစ်ထဲကို TikTok account ပြောင်းချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ password ကိုမေ့နေရပဲဖြစ်ဖြစ်ကျွန်တော်နီလန်းလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်အရန်ရိုးရှင်းလွယ်ကူပါခင်ဗျကျွန်တော်တို့TikTok ထဲကိုဝင်လိုက်မယ်ကျွန်တော်တို့ရဲ့ profile ထဲကိုဝင်လိုက်မယ်ခင်ဗျ profile ထဲရောက်ပြီဆိုရင်ဒီအပေါ်မှာရှိရဲ့မြင်းလေး၃ချောင်းလေးရှိပါခင်ဗျဒီနေရာလေးတွေကိုတစ်ချက်ဝင်လိုက်ပါခင်ဗျဝင်လိုက်ပြီးသွားရင်နောက်တစ်ဆင့်အနေနဲ့ setting and privacy ဆိုပြီးတော့ရှိပါခင်ဗျအထက်လေးကိုတစ်ချက်ဝင်လိုက်ပါခင်ဗျ setting and privacy ထဲရောက်ပြီဆိုရင်တော့ဒီအောက်နားလေးမဲ့ပေါ့ခင်ဗျ account ဆိုပြီးတော့ရှိပါတယ် account ထဲကိုတစ်ချက်ဝင်လိုက်ပါခင်ဗျ account ထဲဝင်လိုက်ပြီဆိုရင်ဒီမဲ့ password ဆိုပြီးတော့ရှိပါခင်ဗျအဲ password ထဲကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ change password ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကုတ်နံပါတ်တွေပါလဲကျွန်တော်တို့မလိုပါဘူးခင်ဗျဖုန်းနံပါတ်တွေပါမရှိတော့ပါပဲဖြစ်ဖြစ်TikTok ဖွင့်ခဲ့အောင်လားဖုန်းနံပါတ်တွေပါပျောက်သွားတာပဲဖြစ်ဖြစ်ဒီ chain ကြီးကလွယ်ကူစွာပြန်ပြီးတော့ change လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ password ထည့်မယ်ဆိုရင်အနည်းဆုံး8လုံးအထိထည့်ပေးရမှာဖြစ်ပါတယ်8လုံးကနေပြီးတော့အလုံး20အထိထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ကဏ္ဍပေါ့ခင်ဗျာ1 2 3 4 5 6 10အထိပေါ့ခင်ဗျာ3ညအထိကဏ္ဍနေထည့်ရမယ်ပြီးတော့ရင် ABC D ရောအကြီးရောအသေးရောထည့်ရမယ်ပြီးတော့ရင်တော့ဒီသင်္ကေတလေးပေါ့ခင်ဗျာရှက်တို့ရာဂိုင်နှုန်းတို့ဒေါ်လာတို့အဲ့လိုသင်္ကေတလေးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့အလေးထည့်ရည်ဆိုရင်သူကအမှန်ကျစ်လေးပြပေးမှာဖြစ်ပါတယ်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ဒါတော့ကျွန်တော်ထည့်ပြီးသွားပါပြီခင်ဗျ password ထည့်ပြီးသွားရဆိုရင်ကျွန်တော်တို့အနေနဲ့ဒီနေရာလေးမဲ့မြင်း၃ချောင်းရှိရင်လည်း၃ချောင်းစလုံးကအမှန်ကျစ်လေးဖြစ်နေမှကျွန်တော်တို့ TikTok password ကချိန်လို့အဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျဒီနေရာလေးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ strong password ဖြစ်သွားပါပြီခင်ဗျတကယ်ခိုင်မာတဲ့ password လေးဖြစ်သွားပါပြီဖြစ်သွားတဲ့အချိန်မှာ continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒီအောက်မှာရှိရဲ့ continue ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ password update ဆိုပြီးတော့ကျွန်တော်တို့ note လေးကြာလာမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့password change သွားပါchange သွားမှာပဲဖြစ်ပါတယ်ခင်ဗျအစောကကျွန်တော်တို့ change ခဲ့ password နဲ့ဒီမှာရှိရဲ့user name လေးနဲ့ပေါ့ခင်ဗျကိုယ့်ရဲ့ user name လေးနဲ့ကိုနောက်ထပ်ဖုန်းတစ်လုံးမှာသွားပြီးတော့ထည့်လိုက်တယ်ဆိုရင်လည်းကိုယ့်ရဲ့ account ကိုလွယ်ကူစွာပြန်ပြီးတော့ account ဝင်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒီနည်းလမ်းနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ TikTok password ကိုပြန်လည် change လို့ရပါတယ်ခင်ဗျအားလုံးပဲအဆုံးထိ like ကြည့်ပေးရဲ့မိတ်ဆွေများကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျ